အခုကတော့မနက်9:00 နာရီခွဲဖြစ်ပါတယ်9:00 နာရီခွဲမှာ make up ပြင်ပြီးတော့အခု graduation ကိုတောင်းနေပါပြီ graduation ရောက်လို့ရှိရင်နေရာလေးကိုတစ်ချက်လောက်ပြန် show ပြပေးပါမယ်ရှင့်အခုသူ့ရဲ့ graduation program ကတော့2 နာရီမှာပေါ့နော်ဒါမဲ့ဒီ Sophia ကျတော့Wyndham Hotel မှာမနက်10 နာရီအရောက်သွားမှာပေါ့နော်10 နာရီအရောက်သွားပြီးတော့ဒီ recommendation video လေးတွေshort film နည်းနည်းလေးတိုက်တာမှာဖြစ်ပါတယ်ရှင်အားလုံးနဲ့ stay tunedရောက်ပါပြီရှင်10 နာရီခွဲတိရောက်ပါပြီအဖေလာပါမယ် graduation ကလည်းဖြစ်ပါတယ် okay we're on our way တပုံနဲ့ပါတော့မယ် this is my teachers here's teacher and teacher my coach ကျောင်းမှုဖုန်းဆက်လိုက်ရရင်တော့ shooting လေးပါပြီဗီဒီယိုလေးတွေတက်ပုံလေးတွေအများကြီးရိုက်ခဲ့ပါတယ်အဲ့နားမှာ15 မိနစ်အကောင်းဆုံးကြိုးစားထားပါတယ်ရှင့် 15 မိနစ်ပဲကြာတယ် အခု shooting လေးနည်းနည်းလေးများလေးတော့ပြီးပါပြီ individual and ချို့လေးတွေရိုက်ပြီးသားပါပြီ thank you dear ကိုစင်ပေါ်မှာပါမယ် Don't ever doubt what you're capable of. The confidence that you build with us will carry you into interviews and landing good jobs. And into moments where your voice will be heard in a way that matters. Remember that learning never truly ends. The confidence you have built at Boston English will serve you as your diploma. Now we're gonna do group photo. Group photo ရိုက်ပြီးလို့ရှိရင်အတူတင်ပြပါမယ်။ကိုအထုပ်ကိုတခြားကိုတင်ပြပါရအောင်။ ကျေးဇူးပြုပြီးတော့ဝန်ထိုင်ပေးစီလိုပါတယ် So that မပြောက်ဘူးအတွက်ပေါ့နော် memories that will last a lifetime for all of us. Thank you very much for taking the time to By the way ဆရာမစုမငါ MC ဖြစ်ပါတယ် ဒီဘက်ချက်နဲ့ပဲချက်နဲ့ဖွင့်ပြထားတယ်လို့ပါ Now 1 2 3 Ready တကယ်မှမလို့ ready ဆိုရင်ပြောပါရှင်အဲ့ဒီ energy ကိုကြားစီတယ်နောက်ဆုံးတန်နဲ့ထားရတယ်ဆိုနောက်ဆုံးတန်နော်နောက်ဆုံးတန်နဲ့အားကြတယ်လည်းရမှာပုံနဲ့လေးလေးကြပါ When the confetti pops No the confetti pops seriously One, two, three. We love Wall Street English We didn't even get to throw the hat Let's throw our hat Let's throw our hat 1 2 အောင်မင်းစားပြီးဆုံးလာပါကြောင်းကြီးညာအပ်ပါတယ်ရှင် Wall Street graduation ဖြစ်ပါတယ်ရှင်မှန်ပါတယ်ရှင်အခုအဖွားတို့နဲ့သမင်းသက်စားတော့ပါမယ်ရှင်ဟုတ်ပါတယ်ရှင်အဖွားပါစတာချင်တယ်ရှင်ရှိတဲ့ဟာကိုစားပါမယ်ရှင်အငယ်တို့လည်းလာပါရဲ့ Yeah